လူတိုင်းကမှတော့ရင်လည်းသားမောင်လင်းတန်ဦးသားမောင်ကောင်းတန်လင်းတို့မိသားစုကိုရည်ညွှန်းပြီးတော့ညီလေးကရေးဆက်ပေးထားတယ်ကျွန်တော်မောင်နှမတယောက်တီဆိုတဲ့ဂုံသတင်းမွေးတဲ့ကထိန်လူတော်မင်္ဂလာဆိုတဲ့ချင်းလေးကိုနားတော်တာဆင်ကြပါအောင်ခင်ဗျာစေတနာကတိကနာဝေသနယနှလုံးမူယူသုံးမှလို့အလှမရေပျော်နေရရွှင်နေရတို့ရင်းကတိန်ခင်အမျက်ဆုံးဒါနပြုကြမယ်စေတနာဝိဖျားတရားတရားတွေချက်တန်လူအောင်မေးရှိအလူတကားကြီးမေမရီလူနောက်တော့ပါကပါရမီဖြည့်လူကြမေးရှိစေတနာကတိကဝေသနယနှလုံးမူယူသုံးမှလို့အလှမရေပျော်နေရရွှင်နေရတို့ရင်းကတိန်ခင်ပြုကြမယ်ခမရစေတနာဝိဖျားတရားတရားတွေချက်တန်လူအောင်မေးရှိအလူတကားကြီးလူရမှာပေါ့မေမရီလူနောက်တော့ပါကပါရမီဖြည့်လူကြမေးရှိပျော်ပျော်ရွှင်ရွှင်ကထိန်မွဲကင်းအလူကြီးပေးကအပျော်ဆုံးပျော်တဲ့ကုသိုလ်ပြုံးလေးဝေကထိန်အလူတကားကြီးဦးကျော်ဖြူနေကထိန်လူမကြီးတော်ရင်ရင်တွေသာလာရတနာမောင်လီတန်ဦးနေမောင်ကောင်းတန်လင်းတို့မိသားစုလူတော်မင်္ဂလာပါတလျင်မြို့ရဲ့ချက်တရေကိုဆောင်ဂုံတရင်မွေးတဲ့ဂုံတရင်မွေးတဲ့ကထိန်လူတော်မင်္ဂလာစေတနာကတိကယဝေသနယနှလုံးမူယူသုံးမှလို့အလှမရေပျော်နေရရွှင်နေရတို့ရင်းကတိန်ခင်အမျက်ဆုံးဒါနပြုကြမယ်ခမရစေတနာဝိဖျားတရားတရားတွေချက်တန်လူအောင်မေးရှိအလူတကားကြီးမေမရီလူနောက်တော့ပါကပါရမီဖြည့်လူကြမေးရှိပျော်ပျော်ရွှင်ရွှင်ကထိန်မွဲကင်းအလူကြီးပေးကအပျော်ဆုံးပျော်တဲ့ကုသိုလ်ပြုံးတွေဝေကထိန်အလူတကားကြီးဦးကျော်ဖြူနေကထိန်အလူမကြီးတော်ရင်ရင်တွေသာအလားရတနာမောင်လင်းတန်ဦးနေမောင်ကောင်းတန်လင်းတို့မိသားစုလူတော်မင်္ဂလာပါတလင်းမြို့ရဲ့ချက်တရေကိုဆောင်ဂုံတရင်မွေးတဲ့ဂုံတရင်မွေးတဲ့ကထိန်လူတော်မင်္ဂလာဂုံတရင်မွေးတဲ့ဂုံတရင်မွေးတဲ့ကထိန်လူတော်မင်္ဂလာဂုံတရင်မွေးတဲ့ဂုံတရင်မွေးတဲ့ကထိန်လူတော်မင်္ဂလာဂုံတရင်မွေးတဲ့ဂုံတရင်မွေးတဲ့ကထိန်လူတော်မင်္ဂလာ